အမျိုးသမီးတွေမှာလေခဏခဏစီးအောင်တက်တဲ့သူတွေစီးကျင်တက်တဲ့သူတွေရှိတယ်ဆိုရင်ဒေါက်တာပြောပြမယ်အချက်လေးကိုတိကျလေးလိုက်နာပေးစီချင်ပါတယ်။နော်ခဏခဏစီးအောင် main ကလေးတွေဆိုတာဒေါက်တာတို့ဒီ main ဘက်ကိုလမ်းကြောင်းကလေပိုးဝင်မှုအတွက်အရန်လွယ်တယ်နော်။အဲကြတော့ခဏခဏအဲ့လိုစီးလမ်းကြောင်းပိုးဝင်ပြီးတော့စီးပူတာကျင်တာဒါတွေဖြစ်ကြတယ်ပေါ့နော်ခဏခဏကြတော့ဒီစီးကျင်တာတွေကောက်ွယ်ဖို့ဆိုလို့ရှိရင်တနေ့ကိုရေကို2လီတာကနေ3လီတာလောက်ထိရေများတောက်ပေးရမယ်နော်ပြီးရင်ကိုရှူပေါက်ချင်တဲ့အခါကျလို့ရှိရင်မအောင်ထားနဲ့နော်အောက်တာချို့ကြောင့်အလုံးများလို့လှုပ်ထဲမှာကြောက်လေထွက်ပေါက်ဖို့မလွယ်လို့အဲ့လိုမျိုးတွေပေါ့နော်မပေါက်ပြကြအောင်စီကိုအောက်ထားတတ်ကြတယ်ခရီးသွားနေလို့ကားပေါ်မှာမှုလို့ဒါမျိုးတွေပေါ့နော်အကြောင်းရင်းနေကြမှုလို့စီအောင်ခဏခဏအောက်မှာညာလို့ရှိရင်အောက်ထားပါများလို့ရှိရင်လည်းစီကကျင်တတ်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ချက်ကကြတော့ကိုဒေါက်တာတို့ဒီရှူးပေါက်ပြီးတိုင်းအင်နာသွားပြီးတိုင်းပေါ့နော်ဒီမိမက်ကိုနေရအောင်လေဒီတစ်ရှူးအတန့်လေးနဲ့ဖြစ်ဒါမှမဟုတ်အဝတ်အတန့်လေးနဲ့ဖြစ်ဟိုချအောင်လို့တုတ်ပေးရမယ်ဟိုဆူစီစီမထားရဘူးဆူစီလေးပိုးတွေကပိုပေါက်လေးပဲเนาะပြီးရင်ဒေါက်တာတို့ဒီအောက်ခံဘောင်းမီတွေလေအတွင်းခံဘောင်းမီတွေကိုဆိုလို့ရှိရင်နေပူတဲ့တေချာထုတ်လန်းမယ်မီးပူတေချာတိုက်ပြီးတော့ဝက်မယ်เนาะဒါဆိုလို့ရှိရင်တော့ဟိုအတက်နိုင်ဆုံးတော့ဒီစီးမအောင်တော့ကာကွယ်ထားလို့ရတာပေါ့နော်တကယ်လို့ဒီစီကန်းကြောင်းပိုးဝင်တာအရန်ပြင်းထန်ပြီးဆိုးတယ်ဆိုလို့ရှိရင်တော့ဒေါက်တာတို့စီယုံစီကန်းပြပြီးတော့လိုအပ်တဲ့ပိုးသက်စီတွေတောက်ရတာမျိုးတွေဒါမျိုးရလည်းရှိနိုင်တယ်နော်ခုဒေါက်တာပြောပြသွားတဲ့အချက်လေးတွေကိုတော့လိုက်နာပေးစီချင်ပါတယ်တခြားသိချင်တာလေးရှင်လည်း comment မှာမေးကြည့်လို့ရတယ်နော်